အခုကြိုက်တော့စာပိုက်3ပိုက်ဆိုမှဖြစ်ပါတယ်နံပါတ်1စာပိုက်ရဲ့နံပါတ်6ရဲ့6စာပိုက်ရဲ့ပြီးရင်နံပါတ်9စာပိုက်ရဲ့ဆိုမှဖြစ်ပါတယ်နံပါတ်1မေးခွန်းကတော့စာပိုက်တစ်ပိုက်ချင်းစီတွင်မြည်သည့်အကြောင်းအရာများပါဝင်ဒီကိုပြောပြပါပထမစာပိုက်တွင်နေဦးတို့ကာလပူပြင်းချောင်းတွင်ရေဟာကျွေးခြင်းမြေချောင်းများတွင်ရေနှဲပါသွားခြင်းရာဒီအလိုက်ပွင့်တော်ပန်းများဝိစားစင်ရင်ပုံများပါဝင်ပါသည်ဒုတိယစာပိုက်တွင်မူရုကာလမိုးရေရသဖြင့်တစ်ပင်များစိမ့်ဝန်းနေခြင်းရေချောင်းကျင်းတဲ့သို့တဘာဝပွင့်တော်ပန်းများဝိစားစင်ရင်ပုံများပါသည်တတိယစာပိုက်တွင်စောင်းသူကာလတောင်းတော်တောင်းရင်မြေတဘာဝအကြောင်းပွင့်တော်ပန်းများဝိစားစင်ရင်ပုံများပါဝင်သည်နံပါတ်6ပုဒ်မှာကတော့ဖတ်စာပါအကြောင်းအရာများအပြင်ဥဒုအလိုက်မတူညီသောအချင်းများကိုဖော်ပြပါအဖြစ်ဖတ်စာပါအကြောင်းအရာများအဖြစ်ဥဒုအလိုက်မတူညီသောအချက်များမှာရာဒီအလိုက်ထွက်ရှိသောအစာကွဲပြားခြင်းဥအေးမတူညီခြင်းပတိဝေကျင့်ရင်းငံများပွင့်တော်ပန်းများမတူညီခြင်းဝိစားစင်များမတူညီခြင်းသူဖြစ်ပါသည်နံပါတ်9ဤပုံမှာကတော့ရာဒီအလိုက်ကြောင်းညမြေပုံများကိုဖော်ပြပါအဖြစ်ရာဒီအလိုက်ကြောင်းမြေပုံများမှာနွေဥသူသည်တပေါင်းလာပြီးကျော်တရက်နေ့မှာဝါဆိုလာပြီးနေ့အထိ4လကျော်မြင်ပါသည်မိုးဥသူသည်ဝါဆိုလာပြီးကျော်တရက်နေ့မှာတဆောင်မုံလာပြည့်နေ့အထိ4လကြာမြင်ပါသည်စောင်းသူသည်တဆောင်များလာပြည့်ကျော်တရက်နေ့မှာတပေါင်းလာပြည့်နေ့အထိ4လကျော်ဖြစ်ပါသည်အဲ့ဒါတော့3ပုဒ်စာပိုက်ဖြစ်ပါတယ်ရှင်ဒါကနောက်ဆုံးစာပိုက်ပါဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်